သူများနိုင်ငံရဲ့ဒါလာပါတယ်ပေါ့ဗျာမကြည့်ပါဘူးနော်ဒီလိုလေးဒါ AI နဲ့ဖန်တီးရတယ်လို့ဆိုရတယ်ဒါတော့ AI နဲ့ဖန်တီးရတာမဟုတ်ဘူးဗျဒီလိုလေးတွေကနေရည်ရည်ကြအဲဆိုတဘာဝသူတို့စီရပါနော်တဘာဝစမ်းကြောင်းလေးဒါဟိုးရင်တော့လိုပဲဒါလေးဒီကတော့ tourist တွေလည်းတော့သူတို့တွေကလိုရှုပ်ရင်းလေးနည်းနည်းပတ်တာဖြစ်အောင်လုပ်ထားတာပေါ့နော်အဲ့တော့တောင်မြင့်ပေါ်ကနေပြီးတော့တိမ်တွေရဲ့အပေါ်မှာလေးတခုတိုက်နေတဲ့ဟာပေါ့နော်တိမ်ရဲ့အပေါ်မှာသူတို့ဒီနေရတဲ့တောင်ရဲမြင့်တဲ့ခါကျတော့တိမ်နဲ့သူတို့နဲ့ဒီဇိုင်းနဲ့ဖြစ်သွားတယ်ပြီးတော့တိမ်တွေကအောက်မှာတောင်ရဲ့အောက်မှာကျပါတယ်ကျွန်တော်ဒီမှာဆိုတော့မြန်မာပြည်မှာဆိုတော့ကြိုက်ချီဘူးလို့ပေါ့နော်အောက်မှာတောက်တက်လန်နေပါရဲ့ねအချို့နေရာရဲ့ဆိုလို့ရှိရင်နေတော်မြင်ရရလားမသိဘူးနော်သူတို့ကတိမ်လေးတွေကိုရိုက်ထားဗျာအရန်လှပနေရပဲမကြည့်လိုက်ဘလောက်စိတ်ချမ်းသာတယ်ကောင်းတယ်ပြီးတစ်တောင်ရဲ့ဒီစိမ့်ဆူနေတဲ့မြင်ကွင်းနေချို့နေရာတွေကြောက်တယ်ဒါတော့ကျွန်တော်တို့ဂျော်ဒန်နိုင်ငံဗျာနော်ဂျော်ဒန်နိုင်ငံဆိုတော့တည့်ရတိုင်းပဲလက်ရှိဒါအစ္စရေးရဲ့ဘီနာပေါ့နော်ဂျော်ဒန်နိုင်ငံဒါတော့ဂျော်ဒန်မှာသုံးတဲ့ပတ်စံနေပေါ့နော်သူတို့နိုင်ငံရဲ့ဒိုင်နာဆိုပတ်စံနေဒါဂျော်ဒန်နိုင်ငံရဲ့နေရာကိုပြတာပေါ့နော်အလုံးကျေးဇူးတင်ပါတယ်ဗျာ